တော်လန်ရေးအောင်ပွဲအဆုံးဖြတ်ထိုးစစ်တို့တလန်းနိုင်ရေးကြိုးပမ်းဆောင်ဟဲ့သွားရန်ပြည်သူ့ကောက်ကွယ်ရေးတမတော်စစ်ဦးစီးချုပ်ညွှန်ကြားဆီအာနာရှင်တော်လန်ရေးအောင်ပွဲအဆုံးဖြတ်ထိုးစစ်တို့တလန်းနိုင်ရေးကြိုးပမ်းဆောင်ဟဲ့သွားရန်ပြည်သူ့ကောက်ကွယ်ရေးတမတော်စစ်ဦးစီးချုပ်ကမှာကြားလိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ် NUG ကောက်ကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိပြည်သူ့ကောက်ကွယ်ရေးတမတော်၏တပ်မှုကြီးများအစည်းအဝေးတစ်ထနထောင်ဘူးစစ်6တွင်ပြည်သူ့ကောက်ကွယ်ရေးတမတော်စစ်ဦးစီးချုပ်ကထို့သို့မှာကြားလိုက်ခြင်းထီကြောင်းသိရှိရပါတယ်ပြည်သူ့ကောက်ကွယ်ရေးတမတော်အနီးထိ2025ခုနှစ်အတွင်းစစ်ရေးရည်မှန်းချက်များချမှတ်ခဲ့ရာတွင်တစ်တီဆောက်ရေးလူငယ်များကိုအားစိုက်လှုပ်ဆောင်ပြီးအဆုံးအဖြတ်ထိုးစစ်သို့တလားနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရနှင့်စစ်ရေးပြင်ဆင်မှုလုပ်ငန်းစဉ်များချမှတ်ထားကြောင်းသိရှိရပါတယ်။ယင်းပြင်2025ခုနှစ်အတွင်းစစ်ရေးအောင်ပွဲများနှင့်အားနည်းချက်များအားသာချက်များပါဝင်သောစစ်ရေးသုံးသက်ချက်ကိုလည်းဆောင်ရွက်ခဲ့ကြောင်းယင်းပြင်ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်၏တမိုင်းပေးတာဝန်3ရက်အခေစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်စစ်ရေးနီလန်းထည့်တိုက်ပွဲဝင်ရန်ပြည်ထောင်စုနှင့်ပြည်သူလူထုအပေါ်ကြားရောက်လာမည့်ရန်စွဲဟူသမျှကိုကာကွယ်ဆောင်ရှောက်ရန်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု SSR နှင့်တည်ဆောက်မှုလုပ်ငန်းစဉ်များတွင်ပါဝင်ရန်လည်းသတ်မှတ်ထားကြောင်းသိရှိရပါသည်စစ်ရေးမဟာဗျူဟာအနေဖြင့်ပြည်သူ့စစ်မဟာဗျူဟာကိုကျင့်သုံးပြီးမဟာဗျူဟာခုခံစစ်မဟာဗျူဟာမြကျအဆင့်နှင့်မဟာဗျူဟာတံပြန်ထိုးစစ်တို့ကိုအဆင့်ဆင့်ဆောင်ရွက်လျက်ရှိတာလက်ရှိကာလမှာအဆုံးတိုက်တိုက်ကွဲဖော်ဆောင်တက်လက်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေကြသည့်ကာလဖြစ်ကြောင်းသိရှိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၏တပ်မှုကြီးများအစည်းအဝေးကိုဖေဖော်ဝါရီလအတွင်း9ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်ဒုစစ်ဦးစီးချုပ်စစ်ရုံးချုပ်အမတ်တက်စစ်ဒေသမူတိုင်းစစ်ဌာန10ခုနှင့်အထူးရှားတပ်မတော်မှတပ်မှုကြီးများကွက်ကဲရေးအဖွဲ့ဝင်များကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရုံးချုပ်မှတာဝန်ရှိသူများစုစုပေါင်း100ဦးကျော်စုံညီစွာတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံကကုလသမဂ္ဂထံသို့ပေးသွင်းရမည့်နှစ်စဉ်ကြေAmerican $3 သိန်းကျော်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG က3နှစ်ဆက်တိုက်ပေးသွင်းနေပြီးမြန်မာကိုယ်စားလှယ်အဖွဲ့က2026ခုနှစ်အထိမဲပေးခွင့်ဆက်လက်ရရှိထားကြောင်းဟုကုလသမဂ္ဂ၏မြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။ NUG ရဲ့ပြည်လေရေးဖြစ်သော PVTV သတင်းဌာနမှတဆင့်တန်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအထိကုလသမဂ္ဂရုံးထံသို့နှစ်စဉ်ပေးသွင်းရမည့်ငွေကြီးပမာဏကိုအမျိုးသားညီညွတ်ရေးအစိုးရကပေးသွင်းနေကြောင်းအဂရန်ဖက်စစ်အမှုကမတရားအာဏာလုထားသည့်2021ခုနှစ်ကနေ2025ခုနှစ်အကုန်ထိမြန်မာနိုင်ငံကမဲပေးခွင့်မဆုံးရှုံးရရေးအတွက်ကုလသမဂ္ဂရုံးထံသို့နှစ်စဉ်ကြေး3ကြိမ်တီးပေးသွင်းခဲ့တာရှိတာသိရှိရပါတယ်။2021ကနေစပြီးတော့2025ခုနှစ်အကုန်ထိကျွန်တော်တို့တက်နိုင်သမျှမဲပေးခွင့်မဆုံးရှုံးရရေးအတွက်ဒေါ်လာရေးစပြီးတဲ့အချိန်နောက်ပိုင်းမှာ3ကြိမ်တီးပေါ့နော်ကုလသမဂ္ဂကိုပေးသွင်းရမည့်အ ਨੇ ဆုံးငွေပမာဏကိုကျွန်တော်တို့ပေးသွင်းခဲ့လာရှိပါတယ်ပထမတစ်ကြိမ်ပေးသွင်းတော့ကတော့အဖွဲ့ရုံးရဲ့ရန်ပုံငွေတွေကနေပဲ3သိန်းကျော်ကိုကုလသမဂ္ဂကိုပေးသွင်းခဲ့လာရှိပါတယ်ပြီးတော့2024မှာတစ်ကြိမ်ပေးသွင်းခဲ့တယ်2025မှာတစ်ကြိမ်ပေးသွင်းခဲ့တယ်2024မှာပေးသွင်းတာရဲ့2025မှာပေးသွင်းတာကတော့ NUG ကနေသစင်ပေးလာတဲ့ပိုက်ဆံကိုမြန်မာအဖွဲ့ရုံးနယူးယောက်အကောင့်ကနေပြီးတော့ကုလသမဂ္ဂရုံးကိုပေါ့နော်ပေးရမယ့်အမောင့်3သိန်းကျော်ကိုကျွန်တော်တို့နှစ်စဉ်ပေးသွင်းခဲ့ပြီးဖြစ်တယ်ဒီ NUG ရဲ့ပိုက်ဆံဆိုတာပြည်သူတွေကလူတဲ့ပိုက်ဆံကနေပြီးတော့ကုလသမဂ္ဂကိုမဖြစ်မနေပေးသွင်းရတဲ့မဲမဆုံးရှုံးရရေးအတွက်မဖြစ်မနေပေးသွင်းရတဲ့တမာနကိုပေးသွင်းခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုလိုမျိုးပေးသွင်းနိုင်ခြင်းကြောင့်လေအခုထိမြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ကုလသမဂ္ဂမှာမဲပေးခွင့်ကို2026နှစ်ကုန်အထိဆက်ရရှိနေမှာဖြစ်ပါတယ်လို့တာအမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်ကုလသမဂ္ဂထံတော်နှစ်စဉ်ပေးသွင်းရမည့်နှစ်စဉ်ကြေး American $3 သိန်းကျော်ဟာအခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်ပေးသွင်းရမည့်ငွေပမာဏနည်းပါးတော့လေဒေါ်လာရေးကာလဖြစ်တဲ့အခါလက်ရှိပေးသွင်းရမည့်ငွေပမာဏကများပြားကြောင်းနှင့်ကုလသမဂ္ဂ၏စီစဉ်များအရာအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကနှစ်နှစ်ဆက်တိုက်ပေးသွင်းရမည့်အနည်းဆုံးပမာဏကိုမပေးသွင်းနိုင်လို့ရင်မဲပေးခွင့်ဆုံးရှုံးမှာဖြစ်ကြောင်းဒါကြောင့်ဒေါ်လာရေးကာလမှာမဲပေးခွင့်မဆုံးရှုံးစေရန်အတွက်အပတ်ပတ်ကအစင်းစားလှုပ်ဆောင်ရခြင်းဖြစ်တယ်လို့တမ်းမှတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်မြန်မာနိုင်ငံအနေနဲ့မဲပေးခွင့်ရှိခြင်းဟာဒေါ်လာရေးအတွက်များစွာအထောက်အကူဖြစ်ပြီးမဲပေးနိုင်ခြင်းဟာအဂရန်ဖက်စစ်အုပ်မှု၏ကုလသမဂ္ဂမှာကိုယ်စားလှယ်ဖြစ်ခွင့်ရရေးတောက်လျှောက်ကြိုးစားနေသည့်လုပ်ငန်းစဉ်ကိုတစ်ဖက်တစ်လမ်းမှပိတ်ပင်တားဆီးနိုင်ခဲ့ကြောင်းဒီမြကဆိုပါတယ်
ကုလသမဂ္ဂထံသို့မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးချုပ်တည်ရှိနေခြင်းဟာတော်လှန်ရေးအတွက်များစွာအထောက်အကူဖြစ်ပြီးကုလသမဂ္ဂမှာအဂရန်ဖတ်စစ်အုပ်မှု၏တည်င်းမှာအချက်လက်မှားတွေတင်ပြနိုင်မှုကိုကာကွယ်တားဆီးထားနိုင်ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးချုပ်အနေနဲ့အသုံးစရိတ်များကိုတဖြည်းဖြည်းလော့ချအသုံးပြုနေပြီးတော့မြန်မာပြည်သူများရဲ့အတန်နဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာကိုကမ္ဘာကိုသိရှိစေရေးစ조사လှုပ်ဆောင်နေကြောင်းတန်မတ်ကြီးထုတ်ဖော်ပြောဆိုသွားပါတယ်